ဂျပန်မှာနေစဉ်ဟာတင့်ကိုဂျပန်စာနဲ့အဆင်ပြေစေမယ်ဒါပေမဲ့လို့ဂျပန်စာ fluent ဖြစ်လာအောင်ကူညီပြီးမှမဟုတ်ဘူးဘာဖြစ်လို့ပြောရလဲနော်ဘာဖြစ်လို့ပြောရလဲဆိုလို့ရှိရင်နိုင်ငံသားအများစုကဂျပန်ရောက်သွားတယ်ဆိုလို့ရှိရင်ကို့လူအချင်းချင်းပဲဆိုလိုမျိုးပေါ့အတူတူစုပြီးနေကြတယ်ဘာဖြစ်လို့နေတာလဲအဲ့လိုနေပို့ပြီးတော့အဆင်ပြေတာဟုတ်နော်နိုင်ငံရဲ့ချားမှာဆိုတော့အဲ့လိုမျိုးစုပြီးတော့နေရတယ်ကို့အချင်းချင်းဆိုတော့ဟင်းနဲ့ချက်စားလိုက်ထမင်းနဲ့ချက်စားလိုက်အောက်ဘတ်စတေးထွက်လိုက်အဲ့လိုလေးတော့ပေါ့နော်ပျော်ဖို့ကောင်းတာပေါ့နော်အဲ့လိုနေမှာဆိုလို့ရှိရင်ဒါပေမဲ့လို့ဂျပန်စကားတိုးတက်လာဖို့အတွက်အကူအညီပေးလားဆိုလို့ရှိရင်ကျတော့အဲ့ဒီဟာလုံးဝအကူအညီမပေးဘူးဒါကြောင့်မလို့ဂျပန်ရောက်နေတယ်ဂျပန်စကားတိုးတက်ချင်တယ်ဆိုလို့ရှိရင်ဂျပန်လူမျိုးတွေစကားပြောရမယ်နော်စကားပြောကိုပြောရမယ်အများကြီးပဲရှိတယ်ပေါ့နော်ကိုယ်တွေဆိုလို့ရှိရင်ဂျပန်မှာ9နှစ်ကျောင်းတက်ခဲ့တယ်တက်တဲ့အချိန်မှာပဲလူမျိုးကွဲယူဖို့လောက်တဲ့အချိန်အထိကိုစကားကောင်းကောင်းပြောတတ်တဲ့လူတွေလည်းအများကြီးရှိတယ်နိုင်ငံသားတွေပေါ့နော်အဲ့လိုလူတွေလည်းအများကြီးရှိတော့ဖြစ်တဲ့ကြောင့်မလို့ကိုယ့်ကိုဒီ language မှာ immerse လုပ်ရမယ် immerse လုပ်ပြီးတော့မှဂျပန်လူမျိုးတွေဘယ်လိုစကားပြောလဲနော်ဘယ်နေရာမှာဘယ်လိုစကားလုံးတွေသုံးလဲ emotion ဘယ်လို emotion ဖြစ်နေတဲ့အချိန်မှာဘယ်လိုစကားလုံးမျိုးသုံးလဲဘယ်လိုအသုံးလုံးမျိုးသုံးလဲဆိုတော့ကိုယ်လေ့လာနေရမယ်ပြီးလို့ရှိရင်တို့အတန်အတွက်ကဘယ်လိုလဲအဲ့လိုလိုက်လေ့လာနိုင်မှကိုဂျပန်စကားတိုးတက်လာမှာဟုတ်ပြီနော်ထားတော့ဟာကျွန်တော်ကတော့ဂျပန်လည်းမသွားနိုင်သေးဘူးလောတယ်ဘယ်လိုလုပ်ရမလဲဆိုတဲ့လူမျိုးကကျတော့ဘာမှမဖြစ်ဘူးလုပ်လို့ရတာအများကြီးရှိတယ်နော်အခုဆိုလို့ရှိရင် social media တွေအများကြီးရှိတယ်YouTube ထားပါတော့ YouTube နဲ့ပဲဥပမာပေးမယ်ဆိုလို့ရှိရင် YouTube မှာဆိုလို့ရှိရင်အဲ့လိုမျိုး channel တွေအများကြီးရှိတယ်ပေါ့နော်ကိုက level တစ်ခုရောက်လာပြီ intermediate လောက်ရောက်ပြီဆိုလို့ရှိရင်အဲ့ဒီ YouTube ကိုသွားပြီးလို့ရှိရင် podcast တွေကို level နဲ့ညီမဲ့ podcast တွေလိုက်ရှာပြီးလို့ရှိရင်နားထောင်ပြီးလို့ရှိရင်ဒီတိုင်းပဲပေါ့နော် Kiki Nagashi လို့ပြောတာပေါ့ Kiki Nagashi တဲ့မို့ကေတော့ Kiki Nagashi တဲ့ကောင်းတော့ကောင်းတယ်မလို့တေချာပေါ့နော်ကိုလိုက်ပြီးတော့အာဒီကောင်ကဒီနေရာမှာဒီလိုသုံးတာပါလားဆိုတော့ပုံစံမျိုးနဲ့လိုက်ကြည့်နိုင်ပြီလို့ရှိရင်ကိုတော့အများကြီးကျန်တယ်နော်ဂျပန်သွားပြီးတော့ဒီဘာမှမသိတဲ့လူတွေရှိတယ်လို့မျိုးကိုမြန်မာနိုင်ငံမှာပဲမသွားနိုင်သေးခင်အချိန်မှာကို improve ဖြစ်အောင်လုပ်မှဆိုလို့ရှိရင်ကိုဒီ language မှာ immerse လုပ်ပြီးတော့သရှင်ဆိုလို့ရှိရင်လည်းဂျပန်သရှင်နားထောင်ဂျပန်တို့တွေးဂျပန် podcast နားထောင်ပါရနော်ဂျပန်စကားအများကြီးနားထောင်နေဖို့လိုတယ်အဲ့လိုဆိုလို့ရှိရင်တော့ listening skill တွေကောင်းလာမယ်ဆိုလို့ရှိရင် input ရှိမှလည်း output ရှိတာပေါ့နော် input မြန်မာသွင်းနိုင်မှ output ကနေထွက်တာပေါ့ဆိုတော့ဖြစ်ကြောင့်မလို့ input မြန်မာသွင်းနိုင်မယ်ဆိုလို့ရှိရင်အဆင်ပြေသွားမှာပေါ့နော်ဂျပန်မှာနေတိုင်းလည်း language ကကောင်းလာတာမျိုးမဟုတ်ဘူးနော်မြန်မာနိုင်ငံမှာနေတိုင်းလည်း language မကောင်းဆိုတာမဟုတ်ဘူးပေါ့နော် fighting